အဲ့လောက်လည်းအရင် passionate ပဲဖြစ်ဘူးငါအရင်တော်တဲ့ဆရာမတယောက်ဖြစ်ရမယ်အဲ့လိုမျိုးဘာမှမရှိခဲ့ဘူးပေါ့နော်ဘာလို့တိုင်း30လို့တတ်မှတ်တာလဲသူကတတ်မှတ်လို့တတ်မှတ်တာလားဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်မှားနေဒီလိုတော်ရဲဆိုရင်ကိုပေးနိုင်တဲ့တလောက်ကိုကပေးရမယ်လို့ကလေးတွေကို control yourself လို့អော်တာဒါပေမဲ့ဆရာမကអော်ပြီးပြောနေတာဆိုတော့အဲ့လိုမျိုးဆိုကိုကဘာမဖြစ်ဘူးလဲဆိုတော့ control မလုပ်နိုင်ဘူးပေါ့နော်ကလေးတွေကိုစိတ်တွေကိုပြုပြင်ပေးတဲ့ဟာဒီလူကောင်းတွေဖြစ်အောင်လုပ်ပေးတဲ့အခါကျတော့ဆရာတွေပဲဖြစ်တာအဲ့တင်ရိုးတွေအဲ့လောက်ခဲ့တဲ့ဟာတွေအကုန်လုံးတကယ်မှန်မှန်ကန်တယ်ပေါ့နော်ဟုတ်ဒါကျွန်တော်တို့ကလောက်တဲ့ဟာတွေပေါ့ကျွန်တော်လက်ကားပေးပလိုက်ဟုတ်တိုင်းငံလုံးပေါ့နော်ခင်ဗျာနှစ်သုံးတယ်မှာအကုန်ပေးမှာဒီ chemistry တို့ဒီတင်ချာတို့ဒါတွေကမင်းတို့မေ့ပါမှာသုံးချင်မှတော့မမေ့တိုင်းမင်းတို့သုံးမှာမဟုတ်ဘူးပေါ့ဘာသုံးမလဲဆိုတော့မင်းတို့စူးစမ်းခဲ့ရဆိုတဲ့ဟာအဲ့ဒါကမင်းတို့ပါသွားလိမ့်မယ်လေးချင်းပေါ့နော်ဒီဒါတွေကခတ်တယ်ဒါတွေပြင်ပန်းတယ်ဒါမင်းတို့လုပ်ခဲ့တယ်စူးစမ်းတယ်မင်းတို့အရှုံးမပေးခဲ့ဘူးဟုတ်ကဲ့တော့ကျွန်တော် engineer ပဲဖြစ်ချင်တာပေါ့သူဆရာမပြောတယ်ပေါ့ဒါလည်း engineer ပဲပေါ့ကလေးတွေရဲ့စိတ်တွေကိုပြုပြင်ပေးနေတာကျွန်တော်တို့အားလုံးကဆရာဝန်တွေပဲကျွန်တော်တို့အားလုံးက engineer တွေပဲကျွန်တော်တို့အားလုံးဟောဆိုကလေးတွေဘာလို့လုပ်တယ်ကလေးတွေရဲ့စိတ်တွေကိုကျွန်တော်ကနေပြီးတော့ပြုပြင်ပေးရတယ်ဒီစောက်ပေးရတယ်ပြီးရင်တော့ခါကျအသက်ရှင်အောင်လုပ်ပေးရတယ်အမှတို့ကလေးဆိုစိတ်ကတိတ်နေရရှိတယ်နော်